Joshua မင်္ဂလာပါတသား Genius B မှာတက်ရတဲ့အတွက်ပျော်တဲ့အချက်၃ချက်ပြောပေးပါလား Genius B မှာတက်ရတဲ့အချက်ပြောရတဲ့အချက်ကGenius B မှာဆရာမရဲ့တည်ချာချာစာရလို့ခန်းတယ်ပြီးရင်အင်စာလည်းပေးရပြီး activity လည်းတော်တော်များများလုပ်ရတယ် Genius B ကပျော်စရာလည်းကောင်းတယ် ကျေးဇူးပါ Hello David မင်္ဂလာပါဟုတ်ပြီတသား Genius B မှာတက်ရတဲ့အတွက်ပျော်တဲ့အချက်၃ချက်ပြောပေးပါလား Because I can play games and I can learn more about math and I have a lot of fun. Thank you Hello ညီမြတ်မင်္ဂလာပါတသား Genius B ကိုလာခြင်းတဲ့အကြောင်းရင်းတစ်ချက်လောက်ပြောပြပေးပါ ဆရာဆိုင် အော်ဆရာဆိုင်နဲ့တင်ခြင်းလို့ဟုတ်လား ဟုတ် Okay thank you ပါ Hello သမီး Genius B ကတက်ရတာပျော်လားဘာလို့ပျော်တာလဲဟုတ်လား I love you လုပ်ပြပါအောင် I love you bye bye Hello can you introduce yourself Yes, What's your name what I do. So how are you feeling Happy? So are you happy to Yes. come to Genius B Yes. Why Because fun. Fun Okay bye 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 bye.